အားလုံးပဲမင်္ဂလာပါခင်ဗျာ Top Bangka Property မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ William ပါခင်ဗျာကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ဘန်ကောက်မြို့ပေါ်မှာကိုချစ်ရတဲ့တီလေးတွေပါတစ်ခါတည်းခေါ်ဆောင်မွေးမြူလို့ရမယ်ကွန်ဒိုတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒီကွန်ဒိုဟာဆိုရင်ဦးတုံစုလမ်းမကြီးပေါ်မှာတရှိပြီးတော့တစ်ခုတီးတော့ Preference ဖြစ်တဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီကွန်ဒိုဟာဆိုရင်အထိုင်နဲ့ဆိုသူများအတွက်ရောတီလေးတွေပါချစ်တဲ့မိတ်ဆွေများအတွက်ပါအဆင်ပြေစေနဲ့ Origin Development ကြီးမှာဆောက်လုပ်ပြီးစီထားတဲ့တိတ်ကိုလှပပြီး Origin Place C ဘုတ်တော်ကွန်ဒိုပဲဖြစ်ပါတယ်ခင်ဗျာဒီကွန်ဒိုရဲ့ facility ပိုင်းအနေနဲ့ဆိုရင် lobby area gym swimming pool meeting room private meeting room private theater gaming room နဲ့တီလေးတွေပါကစားလို့ရတယ် carrom နဲ့ playground တွေပါပါဝင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြသပေးမယ့်အခန်းကတော့28 square meter အခန်းကျယ်ရှိတဲ့ one bedroom separate kitchen ပါတဲ့အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအခန်းရဲ့ဖွဲ့စည်းပုံကိုတစ်ချက်လေ့လာကြည့်လိုက်ရအောင်နော်ကျွန်တော်ရောက်ရှိနေတဲ့အခန်းကတော့စောနာကကျွန်တော်ပြခဲ့သလိုပဲ28 square meter အခန်းကျယ်ရှိတဲ့အခန်းမျိုးစားပဲဖြစ်ပါတယ်ဒီအခန်းလေးရဲ့ထူးခြားချက်ကတော့ဝင်လာတာနဲ့ကျယ်ဝန်းသော kitchen area living room နဲ့ bedroom အပြင် smart closet လို့ခေါ်တဲ့အဝတ်စားလဲကမှာပါဝင်မှာဖြစ်ပါတယ်ခင်ဗျာOrigin Place စီဦးတော်ကွန်ဒိုကြီးရဲ့ location ကတော့ဦးတုံစုလမ်းမကြီးပေါ်မှာတည်ရှိပြီးတော့အစိမ်းရောင်ဦးတုံစု station တို့ကားဖြင့်10မိနစ်အတွင်းအဝါရောင်စီဦးတော် station တို့လမ်းလျှောက်ရင်9မိနစ်အတွင်းရောက်ရှိမှာဖြစ်ပါတယ်။ရထားလိုင်းနှစ်ခုစလုံးကိုပို့ဆောင်ပေးမယ် shuttle ပဲစားပဲလည်းပါဝင်လာမလို့အရန်ကိုအဆင်ပြေပြီးအချိန်ကိုတက်တာစေမှာပဲဖြစ်ပါတယ်။အနည်းနားမှာလည်းဦးတုံစု one night market လေးရှိပြီးအစားအသောက်များစုံလင်လာပါတယ်ခင်ဗျာ။ကျွန်တော်ဒီနေ့ပြပေးခဲ့တဲ့ Origin Place စီဦးတော်ရှိအခန်းများကိုဘဏ္ဍတန်းမှာစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဒီကွန်ဒိုကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းတဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့ရဲ့ Top Bangka Property ကိုအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။